ကေးရဲ့အဆိုအရမြောက်ဖက်နေရန်တွေစီကိုဥတီမဲ့တေမင်းတစ်တော်ကိုမရောက်ခင်ကံရိုးတဲ့နယ်မြေရှိတဲ့မြို့တစ်မြို့အနီးကိုဖျက်သွားရပါမယ် We'll take the road in. It is လမ်း necessary အတိုင်းဝင်ရ to မှာ pass ပါ along ပျက်စီးနေတဲ့မြို့ရဲ့အစွန်းတစ်လျှောက်ဖျက်သွားရပါမယ် စာရက်ကလုံးဝတိတ်ဆိတ်နေဖို့အချက်ပြပါတယ်ဆင်းသက်လာတဲ့သူတွေဟာအဆောက်အုံတွေဒါမှမဟုတ်ရန်သူတွေရဲ့အမိုးတွေကြားမှာပုံအောင်နေနိုင်တာကြောင့်အပျက်စီးတွေကအန္တရာယ်များပါတယ် နိုးနိုးကြားကြားနေကြပါကာကွယ်ရလောက်တဲ့နေရာအထိမရက်ပဲဆက်သွားကြမယ် We follow a ဆင်းသက်လာသူတွေ slightly more ရှင်းကပ်လာရင်ကောင်းကောင်းမြင်နိုင်အောင်နည်းနည်းပိုပြီးမြင်ကွင်းရှင်းလင်းတဲ့လမ်းကြောင်းကသွားကြမယ် တကောင်ကောင်ထွက်လာနိုင်တဲ့သတိထား See it first. ငါတို့အရင်မြင်ပါစေဆူတောင်းရမှာပဲသွားနေရင်းနဲ့ထူးဆန်းတဲ့အခြေအနေတစ်ခုကိုခံစားရပြီးရုတ်တရက်ရက်တန့်သွားကြတဲ့ဝေးလံတဲ့နေရာကအတန်တစ်ခုတိုးတိုးလေးနဲ့နှက်ဆိုင်တဲ့အတန်ကိုစင်ဆက်မပြတ်ကြားနေရကနေမိုးကြိုးပစ်တန်လို့တဖြည်းဖြည်းပိုးပြီးကျလာပါတဲ့ continuous thunder that gradually grows louder. Sarah is the အ first နည်း to ကို sense ပထမဆုံးခံစားမိတဲ့စာရက်ကကျွန်တော်တို့ကိုပြေးဖို့အော်ပြောပါတယ် နောက်ကလိုက်လာနေပြီ behind ကျွန်တော်တို့နောက်မှာလိုင်းလုံးကြီးတစ်ခုမြင်မြန်လာနေတဲ့ဆက်သွားအဲ့ဒီအဆောက်အဦကငါတို့ရဲ့ကဲတင်ချင်းပဲဖီကားပေါ်တက်မြင်မြန်တက်မရက်နဲ့သတိထားလာနာလာနေပြီပူမြန်လာတဲ့ရေတက်လာနေပြီဂျိုနီရဲ့ဆွဲငင်အားလုံးမှုကမြေပြင်ပေါ်ကိုအဲ့ဒီအကျိုးသက်ရောက်မှုဖြစ်လာစေတယ်ငါတို့ဒါကိုကြိုတင်တွေးထားတဲ့လိုင်းတွေကငါတို့အပေါ်ရောက်နေပြီလာငါမလုံနိုင်တော့တော့ဘူးခဏဆောင်မာကတ်မရက်နဲ့ဆက်သွားပုံမြင့်တဲ့အထက်စီကိုဆက်သွားမင်းအဆင်ပြေရဲ့လားငါအဆင်ပြေတယ်ပုံမြင့်တဲ့နေရာစီကိုသွားနေနေထက်ကြဘူးကျွန်တော်တို့အဖိုးကိုမထားခဲ့ဘူးတလန်းချင်းစီလန်းကြီးငါတို့လွတ်မြောက်ဖို့မလွယ်တော့ဘူး barely escaped. ကျွန်တော်တို့အဆောက်အဦရဲ့အမိုးပေါ်ကိုတက်သွားပြီးအဲ့ဒီကနေပျက်စီးသွားတာတွေကိုမြင်လိုက်ရတယ်ဒီအခြေအနေကိုစိတ်ပြတ်ဆုံးဖြစ်သွားတဲ့သူကစားရပါပဲကေးရဲ့ဆန္ဒကိုအကောင့်ထဲပေါ်ဖို့အကြံကသူမစီကလာတာပါဒါပေမဲ့ From her. But အ there မား was တွေကို no တွေးနေဖို့ time အ to ချိန်ကျွန်တော်တို့မှရှိမနေပါမကြခင်မှာပဲရှင်သန်ရက်တည်နိုင်ဖို့အတွက်ရုန်းကန်ကြရပြန်ပါတယ် Let us react. A ဒါ colossal 80အမြင့်ရှိတဲ့ fallen, အေယာမလူတစ်ယောက်ကျွန်တော်တို့ရှိမှပေါ်လာတယ် rises right in front of us. ငါတို့စီတက်လာနေပြီ အထဲဝင်အထဲဝင် With those terrifying moans, TPTP ဒီအကောင်ကြီးငါတို့စီပြန်လာနိုင်တယ်ဒါမှမဟုတ်နောက်ထပ်တစ်ကောင်ထပ်ထွက်လာနိုင်တာလည်းဖြစ်နိုင်တယ် Might appear. ရေးကြတဲ့အထိငြိမ်ငြိမ်လေးနေပြီးဒီမှာနေကြရအောင်ဒီတစ်ခါကျွန်တော်တို့ကန်ကောင်းတာကရေကတစ်ဖက်ကန်းကိုလောက်သွားခဲ့တာပါပဲမကြခင်မှာညရောက်လာပြီးနွေးနွေးထွေးထွေးနေဖို့အစွမ်းကုန်ကြိုးစားခဲ့ကြတယ်။ကန်ကောင်းထောက်မှစွာနဲ့မြေအောက်ထက်ကပရီဘောဂရီတစ်သားဟောင်းတွေကိုရှာတွေ့ခဲ့တယ်။မိဘငယ်လေးတစ်ခုထုံးပြီးနွေးနွေးထွေးထွေးနေနိုင်ခဲ့တယ် we made a small fire and managed to dry off and warm up.